မင်္ဂလာပါကိုစရာတို့ဆိုတော့ကျွန်တော်မနေ့ပြန်ည9နာရီမှာ United ပွဲရှိပါတယ်ဒီဗီဒီယိုနောက်မှတွေ့မဲ့ညီကိုတွေအတွက်ကျွန်တော်ရက်စွဲလေးနဲ့ပါပြောပြသွားပါမယ်ကျွန်တော်တို့ဒါ9ရက်2လ2026ည9နာရီမှာ United ပွဲရှိပါတယ်ဒါ Manchester United က Premier League ပွဲစဉ်25ဖြစ်အင်ကွင်း Old Trafford မှာ Spurs အသင်းနဲ့ရှင်ပြိုင်ကစားသွားမှာဖြစ်ပါတယ်ဆိုတော့ဒီပွဲကဒီတစ်ပတ်ပွဲစဉ်ရဲ့အစောဆုံးပွဲတော့မဟုတ်ဘူးကျွန်တော်တို့ဒါ Premier League ပွဲစဉ်25ရဲ့အစောဆုံးပွဲကကျွန်တော်ဒီနေ့တောက်ကြညမှာကစားသွားမှာဖြစ်တယ် Leeds United နဲ့ Nottingham Forest ပေါ့နော်ဒါ Manchester United ကတော့စနေနေ့ပွဲစဉ်တွေရဲ့အစောဆုံးပွဲဖြစ်ည9နာရီမှာကစားသွားမှာဖြစ်တယ်ဆိုတော့ okay အစောပွဲကစားမှာဖြစ်တဲ့အတွက်ဒါ United ကနိုင်ပွဲရထားမယ်ဆိုရင်တော့ကျွန်တော်တို့ကနောက် Premier League တခြားပွဲတွေကိုကျွန်တော်တို့စင်ပေါ်ကနေဒါအေးအေးဆေးဆေးကြည့်ရမယ်ပွဲပေါ့နော်ဆိုတော့ okay ကျွန်တော်တို့ Spurs နဲ့တွေ့ပြီကျွန်တော်တို့ရဲ့ဒါပြောရရင်ဘောက်ချာဆော့ရမယ်ပွဲဆိုတော့ကိုရီအသင်းဟာဗျာတူဖြစ်တော့ကလည်းနှစ်ကကြာတယ် Silas Ferguson လက်အောက်မှာ United ကဟိုဖလားတွေတောက်လျှောက်ယူတယ်အသင်းနေနဲ့ဘယ်အသင်းကိုမဆို United ကကြိတ်ခဲ့တယ်ဗျာဆိုတော့အခုကိုရီပေဖြစ်တဲ့နှစ်ကလည်းတော်တော်ကြာတယ်ဆိုတော့ပြောရရင် United ကဘောက်ချာဆော့မှာ Spurs တသင်းနဲ့တော့မဟုတ်ဘူးတခြားအသင်းတွေလည်းရှိတယ်ဒါပေမဲ့ဒီကောင်နေနဲ့ကျွန်တော်တို့နဲ့ရင်ဆိုင်တွေ့ရင်ဒီကောင်နေပေးလိုက်တဲ့ဒဏ်ရာတွေကဒါကျွန်တော်တို့ဒါနောက်ပိုင်းနှစ်တွေမှာဒီကောင်နေဒုက္ခပေးတာကျွန်တော်တို့ကိုတော်တော်အထိနာစေတယ်ဗျာနောက်ဆုံးမမရပြောရမယ်ဆိုရင်ပြီးခဲ့တဲ့ Europa League Final เนาะ Manchester United ကမနစ်ကကျွန်တော် Europa League Final မှာ Spurs နဲ့တွေ့တယ်เนาะဒီဥရောပဖလားမရတဲ့စုဖလားမရတဲ့နှစ်ပေါင်းတလောက်ကြာမြင့်နေပြီဖြစ်တဲ့ဒီကောင်နေ United ကရှုံးတယ် 1-0 နဲ့ရှုံးပြီးတော့ဒါကျွန်တော်တို့ဖလားနဲ့လက်တကန်းကနေကျွန်တော်တို့ဒါလှည့်ပြန်ခဲ့ရတယ်ပေါ့ဗျာအဲ့တော့မနေ့က Europa League ဒါရခဲ့မယ်ဆိုရင် United ရဲ့ရက်တီမှုကပုံစံတစ်မျိုးပြောင်းသွားမှာပဲကျွန်တော်တို့က Premier League မှာရက်တီမှုနှိမ့်ကြပြီမယ်ကျွန်တော်တို့ Europa League ဖလားကြောင့်ကျွန်တော်တို့ဒီနှစ်မှာ Champions League ကစားရမယ်ဒါပေမဲ့ဒီကောင်တွေကိုရှုံးခဲ့တဲ့အတွက်ကျွန်တော်တို့ကဖလားလက်မဲ့ယာတီကိုဖျက်ဆီးခဲ့ရတဲ့အပြင်အသင်းရဲ့သမိုင်းတစ်လျှောက်မှာလည်းဆိုးရွားဆုံးယာတီတစ်ခုကိုကျွန်တော်ဖျက်ဆီးခဲ့ရတယ်ပေါ့နော်အဲ့တော့ထားပါအဲ့တော့ Spurs နဲ့ကျွန်တော်တို့နဲ့ဂျားထဲမှာရှင်းရမယ်ဘောက်ချာတွေအများကြီးပဲအဲ့တော့လက်ရှိအမှတ်ပေးစရာရက်တီမှုကိုကြည့်မယ်ဆိုရင် Spurs ကအဆင့်14မှာရက်တီနေတဲ့အသင်း United ကတော့အဆင့်4နေရာမှာရှိနေတယ်အဲ့တော့ကျွန်တော်တို့ဒါ Spurs ရဲ့ပွဲ form တွေကိုကျွန်တော်တို့ပြန်ကြည့်မယ်ဆိုရင်ဒီ Spurs ကကျွန်တော်တို့ပြီးခဲ့တဲ့2025ဒီဇင်ဘာမှာဒီကောင်တွေ Premier League မှာ Crystal Palace ကိုဝေးပွဲမှာနိုင်တယ်အဲ့ဒါပြီးတဲ့ကဒီကောင်တွေ Premier League မှာလုံးဝနိုင်ပွဲမရှိဘူးအခုကျွန်တော်တို့ဒီနောက်ဆုံးကစားထားတဲ့ပွဲတွေပေါ့နော်တောက်လျှောက်ကစားထားတဲ့ပွဲတွေထဲမှာအဲ့ဒီ Palace နဲ့ပွဲပြီးတဲ့နောက်ပိုင်းသူတို့ကစားထားတဲ့ပွဲတွေထဲမှာ2ပွဲပဲနိုင်တယ်နိုင်တဲ့2ပွဲက Champions League မှာ Premier League မှာဒီကောင်တွေနိုင်ပွဲမရဘူး Premier League နောက်ဆုံး2ပွဲမှာဒီကောင်တွေ Burnley နဲ့တူတူတေးကြတယ်ဒီနောက်ဆုံးပွဲမှာတော့ကျွန်တော်တို့ဒါ Man City နဲ့ပေါ့နော်ဒီကောင်တွေတူတူအိမ်ဝင်းမှာတေးကြတယ်အဲ့တော့ Spurs အနေနဲ့ကတော့ဒါ Manchester City နဲ့ကစားပြီးမှနောက်ထပ် Manchester တသင်းနဲ့ဒါဝေးပွဲမှာတွားပြီးကစားရမယ်ပေါ့ဆိုတော့ကျွန်တော်တို့ United ကတော့ဒီကောင်လေးနဲ့ပြောင်းပြန်ကျွန်တော်တို့ကပြီးခဲ့တဲ့ December မှာကျွန်တော်တို့ဒါ Aston Villa ကို 2-1 နဲ့ရှုံးပြီးတဲ့နောက်ပိုင်းမှာ United က Newcastle 1-0 နဲ့နိုင်တယ်အဲ့ဒီနောက်ပိုင်း Manchester United ကကျွန်တော်တို့ဒါတေး3ပွဲကျွန်တော်တို့ဒါနိုင်ပွဲ3ပွဲပေါ့ဒါ Everton တဲ့လေ Michael Carrick ရဲ့လက်အောက်မှာကျွန်တော်တို့ဒါ3ပွဲစတိုက်နိုင်တယ်ရှေ့မှာ Ruben Morin နဲ့ဒါကျွန်တော် Newcastle ကိုနိုင်တယ်ပြီးတော့ကျွန်တော် Leeds နဲ့တေးကြတယ်ပြီးတော့ကျွန်တော်တို့ဒီအခုဟို Fletcher နဲ့ Wolf နဲ့တေးကြတယ်နောက်ပြီးတော့ကျွန်တော်တို့ဒါ Fletcher ရဲ့လက်အောက်မှာဆိုရင်ဒါ Burnley နဲ့တေးကြတယ်ပေါ့နော်ဆိုတော့ Manchester United ကအဲ့ဒီ Villa နဲ့ပွဲပြီးတော့အခုနောက်ဆုံးကစားတဲ့ Fulham နဲ့ပွဲဇက်တိုက်ကြားထဲမှာ Premier League ကလုံးဝရှုံးပွဲမရှိဘူးရှုံးထားတာတပွဲပဲရှိတယ်အဲ့ဒီပွဲက FA Cup မှာ Brighton ကိုရှုံးထားတာအဲ့တော့ပြောရရင် form ကြီးကပြောင်းပြန်မယ်ဒီကောင်တွေက2026မှာနိုင်ပွဲမရဘူးကျွန်တော်တို့က2026မှာ Premier League မှာရှုံးပွဲမရှိဘူးအဲ့တော့အခုတွေ့ပြီအိမ်ဝင်း Old Trafford အဲ့တော့ဒီကောင်တွေကိုတီးမယ်ဆိုရင်ဒီချိန်ထက်ပိုကောင်းတဲ့ခြေနေရတော့မရှိဘူးဆိုတော့ Spurs ကကျွန်တော်ရှေ့ပွဲတွေမှာဒီကောင်တွေကစားသမားတော်တော်များများဒဏ်ရာရတယ် Richarlison တို့ဘာလို့ဒဏ်ရာတွေရနေရဗျာကျွန်တော်ဒါ Romero တော့မှဒါ January မှာလူခေါ်မပေးလို့ထင်တယ်ဒါသူတို့ဘုတ်ကိုလူသိရှင်ကြားဝေဖန်လို့ပြဿနာတွေပါတက်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ဒါမနေ့ကဒါ Thomas Frank press conference မှာပြောသွားတဲ့ပုံစံရတော့ဒါသူတို့ရဲ့နောက်တန်းမှာကျွန်တော်ဒါ United နဲ့ကစားမဲ့ပွဲမှာ Romero ရော Van de Ven ရောပြန်ပါမယ်ဆိုတော့ဒီကောင်တွေ Kansas ကတော့လူစုံမယ်ဆိုတော့တိုက်စစ်မှာတော့ကျွန်တော်ဒါပြီးခဲ့တဲ့ပွဲကအတိုင်းပဲသူတို့ဒါ Solanke တို့ဘာလို့နဲ့ပွဲထွက်လာမှာပေါ့ဗျာဆိုတော့ Gallagher လည်းဒီကောင်တွေခေါ်ထားတာ Gallagher မစိုးကောင်းတယ်ကျွန်တော်ပြီးခဲ့တဲ့ပွဲမှာကြည့်ရတာ Crystal Palace က Gallagher ကိုပြန်မြင်နေရတယ်လို့ပဲဒီကွင်းလယ်မှာဆိုပေမဲ့ဒီကောင်ညာတောင်မကြီးထွက်ပြီးတော့ဒါဖြတ်တင်မောတွေပါဒီ area တွေကိုပို့တယ်ဗျာဆိုတော့အဲ့ဒီ Solanke ကလည်းဖြတ်တင်မောတွေကိုအသုံးချတဲ့နေရာမှာတော်တော်ကောင်းတယ်ကျွန်တော် United နဲ့တွေ့ရင်လည်းဒီကောင်ကဘုံပေါက်မာတွေကလည်းဂိုးသွင်းနေကြဆိုကျွန်တော်ဒီကောင်ကလည်းနည်းနည်းသတိထားရမယ်အဲ့တော့ကျွန်တော်ဒါ Manchester United မှာတော့ဒဏ်ရာရလူစင်းကကျွန်တော်တို့ရှေ့ပွဲတွေအတိုင်းပဲဘာမှပြောင်းလဲမရှိဘူးမေဆာမမပါဘူး okay မေဆာမမပါတော့ကျွန်တော်တို့ပြဿနာမရှိဘူးဒလစ်မပါဘူးဒလစ်ကလည်းအောက်တိုဘာတွေကမပါတာအဲ့တော့လောလောဆယ်နောက်တန်းခန်းစစ်ထိုင်မှာ Harry Maguire နဲ့ကျွန်တော် Lisandro Martinez အဆင်ပြေနေတာဖြစ်တဲ့အတွက်ဒလစ်မပါလဲပြဿနာတော့မရှိဘူးဒါပေမဲ့ဒီ Solanke ကတော့Maguire ကိုဒုက္ခsorry ဟိုဟာ Lisandro Martinez ကိုပြစ်မှတ်ထားပြီးဒုက္ခပေးနိုင်တယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်အဲ့တော့ကျွန်တော် head to head တွေကိုကြည့်မယ်ဆိုရင် United က Spurs ကိုနောက်ဆုံး8ချိန်တွေ့
တွေ့ထားတာမှာတပွဲမှနိုင်မထားဘူးတပွဲမှနိုင်မထားဘူးအဲ့မှာ Manchester United က Spurs ကိုနောက်ဆုံးနိုင်တာဘယ်တော့မှလဲဆိုကိုလူတို့မှတ်မိလိမ့်မယ်ကျွန်တော်တို့2022က Eric Ten Hag ရဲ့လက်အောက်မှာကျွန်တော်အိမ်ဝင်းမှာ2-0နဲ့နိုင်တယ် Fred ရဲ့ Bruno ရဲ့ဂိုးသွင်းတဲ့ပွဲအဲ့ဒီပွဲမှာ Ronaldo ကြီးစိတ်ကောက်ပြီးထွက်သွားတယ်ဗျာသူ့ကိုမိနစ်80ကျော်မှလူစားလဲလို့မကန်ဘူးကွာဆိုပြီးထွက်သွားတယ်ပွဲအဲ့ပွဲမှာ United က2022မှာနောက်ဆုံးနိုင်ထားတယ်ဆိုတော့ပြောရရင် Spurs ကို United မနိုင်တာ4နှစ်ရှိပြီမနစ်ကဆိုရင်တော်တော်ထိကြံတာတယ်ကျွန်တော်တို့ဒါ Premier League အိမ်ခွဲမှာ 3-0 နဲ့ရှုံးတယ်ဒီကောင်ဒီကွဲမှာ 1-0 နဲ့ရှုံးတယ်ကျွန်တော် Europa League Final မှာရှုံးတယ်နောက်ပြီးတော့ကျွန်တော်တို့ဗာလဲ FA မှာထင်တယ် 4-3 နဲ့ထပ်ရှုံးတယ်အဲ့ကိုဖလားပွဲမှာပဲကျွန်တော်စွန်အောင်မင်ကော်နာကနေဒါရိုက်ဂိုးတွေပဲကန်သွင်းသွားတဲ့ပွဲဗျာအဲ့တော့ဒါ United က Spurs နဲ့ပတ်သက်ရင်ဒဏ်ရာတွေကတော်တော်များနေပြီဒီကောင်တွေကဘာမှမဟုတ်ဘဲနဲ့ United ကိုဒုက္ခပေးနေတာအဲ့တော့ကျွန်တော်တို့ဒီပြီးခဲ့တဲ့ပထမအကြော့မှာလဲ Manchester United ကနိုင်မယ်ဆိုရင်နိုင်လို့ရတဲ့အခြေအနေရှိခဲ့ပေမဲ့မနိုင်ခဲ့ဘူးဗျာကျွန်တော်တို့အမ်ဘူမိုးရဲ့ဂိုးနဲ့ဝေးကွင်းမှာ 0-1 နဲ့ဦးဆောင်တယ်နောက်ပြီးတော့ကျွန်တော်80ကျော်84မှာကျွန်တော်တို့ဟို tel သွင်းသွားတာ 1-1 ဖြစ်တယ်ပြီးတော့ Richarlison သွင်းတယ်61မှာအဲ့မှာကျွန်တော်တို့ 2-1 နဲ့ကျွန်တော်ရှုံးနေတယ်ဒါပေမဲ့ပွဲပြီးကန်ဒီမှာ Delic ကကျွန်တော်ဒါ corner ကနေခေါင်းပြန်တိုက်သွားတယ်ပေါ့နော်အဲ့တော့ United ကအဲ့ပထမအကြော့မှာတော့ဒါ Spurs ကွင်းမှာ2-2တည်ကြတယ်အဲ့တော့ကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲလက်ရှိအခြေအနေ form ရတော့အားလုံးကပြောင်းပြန်ပဲဒီကောင်တွေကနောက်ဆုံးပွဲမှာ Man City ကိုတည်ကန်ထားတယ်ဆိုပေမဲ့ United ကလောလောဆယ်မှာနောက်ဆုံး3ပွဲစတိုက်နိုင်ထားတယ်အမှတ်ပေးစရာရလဲအဆင့်4နေရာမှာရက်တည်နေတယ် Spurs ကတော့တိတ်အခြေအနေမကောင်းဘူးသူတို့အနေနဲ့ဗျာတခုတော့ပြောလို့ရတယ်okay ငါတို့နိုင်ပွဲမရဘူးဒီပွဲတော့စပြီးကျုံးကန်မယ်လို့တော့ပြောလို့သူတို့စိတ်အဲ့လိုစိတ်တက်နေတော့လာမှာပဲဒါပေမဲ့မင်းတို့ဒီပွဲတော့မဟုတ်သေးဘူးမင်းတို့နိုင်ပွဲယူချင်နောက်ပွဲမှာယူဒီ Old Trafford မှာတော့မင်းတို့နိုင်ဖို့မသေးကြဘူးကျွန်တော်ဒါ United ကကြိတ်မှာပဲကစားသမားတွေလုံးဝ mentality လုံးဝ sound fine နေတယ်နီးပြကလည်းကျွန်တော်တို့ပြောရရင်ဘယ်လိုပြောမလဲဒီကောင်တွေကဗျာဒီကောင်တွေကသူတို့ရဲ့ quick counter တွေနဲ့ဒီ Ruben Morin တို့ Eric Ten Hag တို့ရဲ့ကစားကွက်တွေဒီကောင်တွေကကောင်းကောင်းထိုးနှက်လာတာဒီတစ်ခေါက်ကတော့မရတော့ Michael Carrick ကကျွန်တော်တို့ဒါလုံးဝ United ရဲ့ DNA နဲ့ပြန်ပြီးလာနေပြီကျွန်တော်တို့ဒါလုံးဝ quick transition တွေနဲ့ဒီကောင်တွေကို United ကပြန်ပြီးဒုက္ခပေးမှာဒီကောင်တွေနည်းနည်းလေး hardware တွေ့တာနဲ့ကျွန်တော်ဒီ Ambumo တို့ကုညာတို့ကဒီကောင်တွေပြန်ပြီးဒုက္ခပေးမှာဗျာအဲ့တော့ကျွန်တော်တို့ယုံတယ်ဗျာမနေ့ပြန်ပွဲမှာ United ကလာ Old Trafford မှာ Spurs ကိုနိုင်မယ်လို့ယုံဆိုတော့ဂိုးပြတ်မပြတ်တော့ကျွန်တော်ကြည့်ရမှာတကယ်တော့ဗျာလက်ရှိ form နေရအောင်လူစင်းရအောင်ဒါ United ကဂိုးပြတ်အောင်နိုင်တဲ့ပွဲတိလားဒါပေမဲ့အဲ့လိုကိုတင်းချောင်းကိုတီးတော့ပွဲပြီးမှပဲပြောမယ်လောလောဆယ်ကတော့ကျွန်တော်တို့ဒါ United နိုင်မယ်လို့ပဲကျွန်တော်ပြောမယ်ပေါ့နော်အဲ့တော့ပွဲချိန်ကတော့မနေ့ပြန်ည9:00 နာရီပါကျွန်တော်ဒါအိမ်ဝင် Old Trafford မှာကစားရမှာဖြစ်ပါတယ်ဆိုတော့ကိုယ့်ဆရာတော့ဒီပွဲနဲ့ပတ်သက်ပြီးတော့ဘယ်လိုထင်လဲဗီဒီယိုလည်းနည်းနည်းရှည်သွားပြီဆိုတော့အဆုံးထိကြည့်ပြီးတော့ကျေးဇူးတင်ပါတယ်ဆိုတော့ပွဲရလက်တွေကို comment ဝင်ပြီးတော့ comment ပေးတော့ပါ see you